အားလုံးပဲမင်္ဂလာပါဒီနေ့မှာတော့ညီတို့မိသားစုနာမည်ကြီးပြီးတက်ရတာတိတ်မလွယ်ကူတဲ့တောင်ဝိုင်းတောင်ကိုဘယ်လိုမျိုးအပတ်တကုတ်တက်ခဲ့ကြလဲဆိုတာကိုမျှဝေပေးမယ်နော်တခါတလေကြတော့လဲအစီအစဉ်တွေကကိုမျောလင့်ထားသလိုဖြစ်မလာတတ်ဘူးမလားညီတို့မိသားစုမနေ့9 နာရီမှတောင်တက်ဖို့အစာပိုင်းကစဉ်းစားထားတာတိမ်ပင်လေတွေကိုလည်းကြည့်မယ်ပေါ့လေဟုတ်တယ်တော်တော်စောစောသွားမယ်ပေါ့နေမပူခင်လေးအချိန်လေးကိုအမီးရသွားမယ်ပေါ့ဒါပေမဲ့ဘာဖြစ်သွားလဲသိလားညီတို့မိသားစုအဲ့ရတာနောက်ကျပြီးနှိုးဆက်ကိုခဏခဏပေးပြီးအိတ်မိသွားတယ်နောက်ဆုံးမနေ့9 နာရီလောက်မှအဲ့ရထားဖြစ်တာပေါ့နော်ဟိုတယ်ကနေ6 နာရီမှထွက်ဖြစ်တယ်လမ်းမှာ breakfast ဝင်စားလိုက်သေးတယ်မနေ့စာစားပြီးရတယ်မျိုးတွေကနေတောင်ကြီးကိုမောင်းလာတာမိနစ်30ကျော်လောက်ပဲကြာတာဆိုတော့အဆင်ပြေပါပဲတောင်ကြီးမှာကားရက်နားရဲ့နေရာလေးရှိတယ်အဲ့နားမှာရင်းတို့ကားလေးကိုအပ်ခဲ့တယ်ပေါ့နော်တောင်ဝိုင်းတောင်တက်မဲ့နေရာဝင်ပေါက်လေးပါနေ့9 နာရီမှာတော့ရင်းတို့မိသားစုတောင်တက်ဖို့အဆင်သင့်ဖြစ်နေပါပြီဒီနေရာလေးကတော့တောင်ဝိုင်းတောင်စတက်မဲ့နေရာလေးပါမိသားစုတွေတက်တက်ကြွကြွနဲ့တောင်တက်ခီးကိုစတင်ခဲ့ပါပြီပြောအောင်မင်းသီလားတောင်ဝိုင်းတော့ကိုတက်ရတာလေတကယ်ကိုမတ်ဆောက်တဲ့လှေကားတစ်တွေနဲ့ကြောက်ဆောင်လမ်းကြောင်းကျင်းတွေကြည့်ပဲမို့လေခြေလမ်းကိုတည်တည်ချာချာတည်ထားပြီးရှောက်ရပါတယ်နောက်ပြီးတည်ထားမဲ့အချက်တစ်ခုကလေငိမ့်လို့သွားတော့တောင်လေလောက်မှာတန်းစင်ကန်တစ်ခုရှိတာအခုမှဆောက်လုပ်နေစေမှုအသုံးပြုလို့မရသေးပါဘူးဒါကြောင့်တောင်တက်ခင်တောင်ကျင်းမှာကလေးကတန်းစင်ခန်းကိုအရင်ဝင်ထားကြပါလို့မှာပြရစီရှင်ပြီးတော့တောင်ပေါ်မှာဘာဆိုင်မှမရှိတာမို့ရေတို့မုံတို့လည်းလေအစုံလင်ယူသွားဖို့မမေ့ပါနဲ့နော်တောင်တက်မယ်ဆိုရင်ကျမ်းမာရေးစိတ်ဓာတ်နဲ့စိတ်ပိုင်းဖြတ်မှုအားကောင်းဖို့လိုတယ်လို့ညင်းထင်တယ်ညင်းတဲ့မိသားစုကတော့တောင်ပေါ်ရောက်ဖို့တနားရီခွဲလောက်ကြာခဲ့တယ်လမ်းတစ်လျှောက်လုံးလည်းတယောက်ကိုတယောက်အားပေးရင်တက်ခဲ့ကြတာပေါ့နော်အကယ်၍မိတ်ဆွေကဒီဗီဒီယိုကြည့်ပြီးမိသားစုဒါမှမဟုတ်တငယ်ချင်းတွေနဲ့တောင်တက်ဖို့စဉ်းစားနေတယ်ဆိုရင်တော့တကယ်ကိုသွားဖို့တိုက်တွန်းချင်ပါတယ်ဖန်မျိုးရဲ့အထင်ကြီးဖြစ်တဲ့တောင်ဝိုင်းတောင်ကိုအကရင်တိုင်းရင်းသားဘာသာစကားနဲ့ကော်ဝိုင်းတောင်လို့ခေါ်ဆိုကြပါတယ်။ဘူမိပေရသဘောတရားအရာဆိုရင်တော့တောင်ဝိုင်းတောင်ဟာလွန်ခဲ့တဲ့နှစ်ပေါင်းတန်း200ကျော်ကလေးကဖြစ်တည်ခဲ့တဲ့ထုံးကျောက်တောင်အမျိုးအစားဖြစ်ပါတယ်။ထိုခေတ်ကဖန်ပါဝင်ကရင်ပြည်နယ်တခွင်ဟာပင်လယ်ပြင်ဖြစ်ခဲ့ပူပါတယ်။ရေအောက်ကတန်းနာကျောက်တန်းတွေခရုကမာကွန်တွေနဲ့နေကြကျောက်တွေစုပုံလာပြီးကမ္ဘာမြေမျက်နှာပြင်လှုပ်ရှားမှုကြောင့်အပေါ်ကိုမြင့်တက်လာရာကနေအခုလိုထူးခြားတဲ့ထုံးကျောက်တောင်တန်းကြီးတွေဖြစ်လာတာလို့ဆိုပါတယ်ဒေသခံတွေရဲ့ပါဇက်ရာဇဝင်အရဆိုရင်လေရှေးခါကဤဒေသတခွင်လုံးအားသမုဒ္ဒရာပြင်ကြီးဖြစ်ခဲ့ပြီးတောင်ဝိုင်းတောင်နဲ့အနီးတစ်ဝိုက်ရှိတောင်များဟာလည်းထိုပင်လယ်ပြင်ထဲတွင်ကြောက်ဆောင်များကျွန်းများဖြစ်တည်ရှိခဲ့ကြတယ်လို့ယုံကြည်ကြပါတယ်တောင်ဝိုင်းတောင်ဟာကရင်ပြည်နယ်ဖန်အမျိုးရဲ့အရှေ့ဘက်မှာတည်ရှိတဲ့တောင်တစ်ခုဖြစ်ပါတယ်ပင်လယ်ရေမျက်နှာပြင်အထက်1028ပေ313မီတာမြင့်ပါတယ်အချို့ဒေသန္တရခီးသွားစာဆောင်တွေမှာတော့ပေ2600ကျော်မြင့်တယ်လို့ဖော်ပြကြပါတယ်တောင်ထိပ်ပေါ်တက်ဖို့အတွက်တန်လှေကားတစ်တွေနဲ့ကွန်ကရစ်လှေကားတစ်စုစုပေါင်း1300ကျော်ရှိတယ်လို့ဖော်ပြကြပါတယ်တောင်ဝိုင်းဆိုတဲ့နာမည်အတိုင်းတောင်ရဲ့ပုံသဏ္ဍာန်ဟာခဝိုင်းဝိုင်းဖြစ်ပြီးဘေးပတ်လည်ကနေဝိုင်းရံထားသလိုတည်ရှိနေလို့ဒေသခံတွေကအလွယ်တကူတောင်ဝိုင်းလို့ခေါ်ဆိုခဲ့ကြတာဖြစ်ပါတယ်။တောင်ဝိုင်းတောင်ဟာလွန်ခဲ့တဲ့နှစ်ပေါင်းများစွာကတည်းကသာသနာပြုဆရာတော်ကြီးများတရားအထုတ်ရာအဋိဌာန်နယ်မြေဖြစ်ခဲ့ပြီးတောင်ထိပ်မှာဇေဒီရောတီထောက်ကိုွယ်ရာကနေဖျားဘူးခီးတဲ့တွေနဲ့အစဉ်လာမပြတ်စီကားလာခဲ့တာဖြစ်ပါတယ်။ငိမ့်တို့လမ်းမှာတော့အခြားတောင်တက်သမားတွေကိုလည်းတွေ့ခဲ့ရပြီးအားလုံးကတော့တယောက်နဲ့တယောက်အပြန်အလှန်အားပေးစကားပြောကြတာပေါ့နော်။ပြန်ဆင်းလာတဲ့သူတွေကတော့ရှေ့တမတ်ဆိုရောက်ပြီးရှေ့တပြေဆိုရောက်ပြီးရှေ့တပြားဆိုရောက်ပြီးရှေ့တခွေးဆိုရောက်ပြီးနဲ့တော်တော်နဲ့မရောက်နိုင်တာလဲအမှတ်တရပါပဲတောင်တက်တဲ့အခါခြေတော်ညောင်းတာထက်လေပူပင်မန်းတာကအမောမခံနိုင်တာပါအမောတတပြီးခီးဝေးဝေးရှောင်းနိုင်မှုအဓိကတော့ချက်ကလေအသက်ရှူနီးစနစ်မှန်ကန်မှုပဲဖြစ်ပါတယ်တောင်တက်သမားတိုင်းတည်ထားတဲ့အခြေခံအသက်ရှူနီးလန်း၃ခုကိုပြောပြပေးမယ်နော်ပထမနည်းကတော့လေကိုနှာခေါင်းကနေဝဝရှူသွင်းပြီးတော့ပါးစပ်ကိုစစ်စစ်လေးလောက်ကလေကုန်အောင်ဖြည်းဖြည်းချင်းပြန်မှုတ်ထုတ်ရမယ်ပေါ့နော်ဒုတိယနည်းကတော့ရင်ဘတ်နဲ့တင်မဟုတ်ဘဲနဲ့1 bite ဖောင်းလာတဲ့အထိအသက်ကိုနက်နက်ရှူရမယ်ပေါ့အဲ့ဒီခါမှာအောက်ဆီဂျင်ပိုရစေတတ်တယ်ပေါ့နော်တတိယနည်းကတော့ခြေလမ်းနဲ့အသက်ရှူနှုန်းကိုညီအောင်ညှိတာပေါ့နော်ဥပမာ2လမ်းလှမ်းလိုက်တိုင်းရှူသွင်းနောက်2လမ်းလှမ်းလိုက်တိုင်းရှူထုတ်ရမယ်ပေါ့နော်အရေးကြီးဆုံးအချက်ကတော့လေတောင်တက်လန်းအရမ်းမတ်လို့မောလာတဲ့ခါမှာတော့ငိမ့်တော့ကလေသတိမထားမိပဲအသက်အောက်မိတတ်တယ်ပေါ့နော်အဲ့ခါကြလို့ရှင်ပေါ့အသက်မအောက်
ဘဲနဲ့အမောခံနိုင်မှုအသက်ကိုပိုပြင်းပြင်းနဲ့မြန်လေးရှုပေးဖို့လိုပါတယ်လို့အကြံပြုပါတယ်ရှင်ငင်းတို့တော့တောင်တဲချင်းလမ်းမှာတော့လေခဏတော့ရေးရတဲ့နေရာလေးတွေမှာနားဖြစ်တယ်ပေါ့နားတဲ့အခါမှာတော့အကြာကြီးမနားဖြစ်ဘူးပေါ့နော်အကြာကြီးနားလိုက်လို့ရှင်လေခန္ဓာကိုယ်ကနှုံးသွားပြီးတော့လေဘလို့ပင်ပန်းသလိုပိုခံစားရတယ်အဲဒါကြောင့်လေခဏပဲနားတယ်နားပြီးတော့ပြန်ပြီးတော့ဆက်တက်တာလေဟိုခန္ဓာကိုယ်ပို့ပြီးတော့ဟိုပါပေါ့ active ဖြစ်စေတာပေါ့တတကတော့လေရှေ့ရောက်နှင့်နေပြီးတော့ရက်ပြီးတော့စောင့်ရှာတယ်မမေမောနေလားမမေရေစာလားမမေချွေးတော့မလားနဲ့အဲ့လိုမေးရှာတယ်ဖေဖေနဲ့မေမေများရေစာနေမလားဆိုပြီးတော့ရက်ဆောင်နေတာတဲ့ရေဘူးကလည်းသူ့ကြောဖို့အိတ်ထဲမှာပါတာကိုချစ်ဖို့ကောင်းတဲ့သားလေးတော့မ到这个。我不也完了，难不啦？这买来就很快是吧？这也收，这也来收，就跟你来快噻。对，我把我这个弄嘛，因为没被那种的。ဟုတ်ကဲ့ပါကျေးဇူးပါဗျာအားပေးတာကျေးဇူးတင်ပါတယ်ဘာလို့တွေ့လဲအစင်းကြလဲတစ်မျိုးအတက်ကြလဲတစ်မျိုးနည်းနည်းဘာလာဟုတ်ကဲ့ကျေးဇူးပါဗျာရှင်7မိနစ်15မိနစ်ပဲတော့ရတော့မှာဟုတ်ကဲ့ပါကျေးဇူးပါအားပေးတာကျေးဇူးတင်ပါတယ်ကျေးဇူးတင်ပါတယ်အားပေးတာတတိအဲ့လိုပြလာဟိုတောင်ပေါ်လေးတမက်ပါလေဟုတ်တယ်ကိုင်းလား7မိနစ်ပဲဟုတ်ကဲ့ပါကျေးဇူးပါတိတ်မလို့တော့တမက်ဟုတ်7မိနစ်ကလည်းပြင်တည်းဟုတ်ကဲ့ပါတမက်ပြင်ရောက်ပြီဟုတ်ကဲ့ပါဟုတ်ကဲ့မက်ပြီးတော့တပြေပြီးတော့တမက်ပြီးရင်ရောက်ပြီဟုတ်ကဲ့ပါမက်ပါရဲ့ဒီနေ့ငင်းတို့မိသားစုလဲမောမောပန်းပန်းနဲ့ဇွဲကောင်းကောင်းတက်ခဲ့ကြတာနောက်ဆုံးတော့လဲတောင်ဝိုင်းတောင်ပေါ်ကိုရောက်ရှိခဲ့ပါပြီအခုမြင်ရတဲ့နေရာလေးကတော့လေလှေကားပေါ်မတက်ခင်သူကအဲ့နေရာလေးမှာဖက်နှက်လေးတွေချွတ်ပြီးတော့ထားခဲ့ရတာပေါ့နော်တောင်ဝိုင်းလှေကားရဲ့ထူခြားချက်ကတော့တောင်နရံအတိုင်းခွေပတ်ပြီးအပေါ်ကိုတက်သွားတာကြောင့်တောင်မဝါးနေအောက်ကိုပြန်ငုံကြည့်ရင်မွေးတကောင်လိုတွန့်လိန်နေတဲ့လှေကားတန်းရှည်ကြီးကိုမြင်တွေ့ရမှာဖြစ်ပါတယ်မိုးပြန်လှေကားလို့လည်းခီးသွားတွေကြားမှာရေပန်းစားပါတယ်အဲ့မိုးပြန်လှေကားပေါ်မှာပဲရက်ပြီးရှုခင်းနောက်ခံနဲ့ဓာတ်ပုံအလှဆုံးရိုက်လိရှိကြပါတယ်မိုးပြန်လှေကားကလေတော်တော်လေးမဆောက်ပြီးတော့အမြင့်ကြောက်တက်တဲ့သူတွေဆိုရင်တော့ရင်တုံနိုင်တာမို့လေအတက်ဆင်းလုပ်တဲ့အခါလျှမ်းကိုမြဲမြဲကင်ပြီးတတိထားတက်ဖို့လိုအပ်ပါတယ်လို့ပြောချင်ပါတယ်ငိမ့်လဲလေအမြင့်ကြောက်တက်တဲ့သူတွေထဲပါတယ်ဒီမိုးပြန်လှေကားတက်ရင်းနဲ့လေနောက်ပြန်လှည့်မကြည့်ရဘူးကိုလေလက်ကြီးလွှတ်လိုက်လို့ရှိရင်ငါနောက်ပြန်ပြီးတော့ပဲ
ပြုတ်ကြမလားပေါ့နော်အဲ့လိုစိတ်ကြီးတောင်ဖြစ်မိပါတယ်ငိမ့်တော့လေတခါတလေမှာကိုကြောက်တဲ့အရာတွေကိုလှုပ်ကြည့်လိုက်တာလေကိုပြန်ပြီးတော့ confident ရရှိတယ်လို့ခံစားရပါတယ်တောင်ထိပ်ပေါ်မှာတော့တခြားဘာမှကြီးကြီးမားမားအဆောက်အဦတော့မရှိဘူးပေါ့နော်လောကဝီတို့ဇေဒီတော့တစုပဲတီထားကိုခဲ့ထားပါတယ်လေကားနဲ့တက်လာရင်တောင်ထိပ်ကိုရောက်တဲ့အခါမှာတော့ရင်သက်ရှူမောပဲ360ဒီဂရီမြင့်ခွင်းရှိတဲ့ဖန်မျိုးရဲ့ရှုခင်းကြီးကစီးကြိုနေမှာဖြစ်ပါတယ်စပားခင်းစင်းစင်းလေးတွေကွေးကောက်စီးစင်းနေတဲ့တန်လွင်မြင့်နဲ့အဝေးကထုံးကြောက်တောင်တန်းကြီးတွေနဲ့ဇဲကဝင်တောင်တန်းရဲ့အလှကိုလည်းမြင်တွေ့ရမှာဖြစ်ပါတယ်ဒါမောပြေပါကြီးဒီလိုဘောလုံးရှိတယ်ရှင်းစံလာတယ်ရောက်ဟုတ်လားနင်တို့မိသားစုလည်းတောင်ပေါ်မှာတနားရီလောက်အပန်းဖြေခဲ့ကြပြီးတော့အမတ်တရမိသားစုတပုံလေးတွေရိုက်ခဲ့ကြပါတယ်မနေ့9နာရီလဲခွဲပြီးဆိုတော့နေလဲတော်တော်ပူလာပြီအဲဒါကြောင့်မိသားစုတွေတောင်အောက်ကိုပြန်ဆင်းဖို့ဆုံးဖြတ်ခဲ့ကြတယ်အစင်းလန်းကတော့ပိုးမြန်ပြီးတနာရီလောက်ပဲကြာခဲ့ပါတယ်ခြုံပြောရရင်တော့လေငိမ့်တို့အတွက်တောင်တဲတောင်ဆင်းရစုစုပေါင်း2နာရီခွဲကနေ3နာရီလောက်ကြာခဲ့တာပေါ့နော်ဒါပေမဲ့တောင်ကိုရဲ့တောင်တဲအားပေါ်မှာမူတည်ပြီးတော့အချိန်ကွာခြားမှုတော့ရှိနိုင်ပါတယ်ငိမ့်အတွက်တော့လေအရန်ကောင်းမွန်တဲ့အတွေ့အကြုံတစ်ခုဖြစ်ခဲ့လို့တွားဖြစ်ခဲ့တာကိုအရန်ဝမ်းသာကြည်နပ်မိပါတယ်ငိမ့်ပြောချင်တာကတောင်တဲချင်းဟာနှလုံးနဲ့အဆုပ်လှုပ်ဆောင်ချက်ကိုကောင်းမွန်စေပြီးခြေထောက်နဲ့တကူလုံးကကြက်သားတွေကိုတန်မာစေပါတယ်ကိုယ်လေးချိန်ထင်းကြီးဖို့နဲ့သွေးလည်ပတ်မှုအတွက်လည်းအကောင်းဆုံးလေ့ကျင့်ခန်းတစ်ခုပါစိတ်တဲပိုင်းဆိုင်ရာအနေနဲ့တောင်တလုံးကိုတက်တဲ့အခါမှာပင်ပန်းမှုစင်ခုံမှုတွေကိုကြုံရတတ်ပါတယ်အဲ့ဒီအခါငါဖြစ်အောင်လုပ်မယ်ဆိုတဲ့စိတ်တဲ့လမ်းလေကနေလက်မလျှော့ပဲပန်းတိုင်ထိသွားတတ်တဲ့ဇွဲနဲ့တိခတ်နိုင်စွမ်းတွေကိုမွေးမြူပေးပါတယ်တဘာဝတောတောင်ရင်မြူတွေကြားထဲမှာအချိန်ကုန်ဆုံးရတဲ့အတွက်စိတ်ထဲကမွန်းကျက်မှုတွေပြေပြောက်ပြီးစိတ်တည်ငြိမ်ကြည်လင်မှုကိုရရှိစေပါတယ်စိမ့်လန်းတဲ့တဘာဝအလှတရားတွေကိုခန်းစားရင်ကျမ်းမာကျန်းခိုင်ပြီးခိုင်မာတဲ့စိတ်ထဲကိုပိုင်ဆိုင်ဖို့တောင်တက်ကြပါစို့လို့တိုက်တွန်းချင်ပါတယ်ရှင်